မီရှယ်လင်စတာရလိုက်ပြီဆိုရင်တော့ကမ္ဘာအဆင့်မီဖြစ်သွားပြီနော်အားလုံးပဲမင်္ဂလာပါရှင်မီရှယ်လင်စတာတပွင့်ရရှိသွားခြင်းဟာစားတောက်ဆိုင်လောကမှာထိပေါက်သွားတယ်လို့ကြီးမားတဲ့အချိုးအကွေးတစ်ခုဖြစ်စေပါတယ်ရှင်ကျဲပွင့်ရရှိခြင်းကြောင့်ဆိုင်အတွက်ရောစပူမှုအတွက်ပါရရှိလာမယ့်အကျိုးမြတ်တွေကအလွန်ကိုပဲကြီးမားလွန်းပါတယ်ရှင်ဆိုင်တဆိုင်ဟာမီရှယ်လင်စတာရပြီလို့ကြေညာခံရတဲ့နေရာစပြီးစီးပွားရေးအရာချက်ချင်းဆိုတယ်လို့တိတာတဲ့အပြောင်းလဲတွေဖြစ်လာပါတယ်ရှင်ရေဘူးရအဖြစ်ကျဲတပွင့်ရတာနဲ့ဆိုင်ရဲ့ဝင်ငွေဟာ20%ကနေ50%အထိချက်ချင်းခုန်တက်သွားလိမ့်ရှိပါတယ်ရှင်ကျဲနှစ်ပွင့်သုံးပွင့်ဆိုရင်တော့ဝင်ငွေကအစမတန်ပိုများသွားခဲ့ပါတယ်ရှင်တာမန်ဆိုင်တဆိုင်ကနေလနဲ့ချီပြီးကြိုတင်ဘူကင်တင်ရတဲ့ဆိုင်အဖြစ်ပြောင်းလဲသွားပါတယ်ရှင်တချို့နာမည်ကြီးသုံးပွင့်ရဆိုင်တွေဆိုရင်6လလောက်ကြိုတင်စာရင်းပေးရတဲ့အထိစားတုံးသူတွေတန်းစီနေတတ်ကြပါတယ်ရှင်မီရှယ်လင်ဂိုက်မှာပါသွားတာနဲ့ကမ္ဘာတဝန်းကဗီဒီယိုတွေဖုဘလော့ဂါတွေနဲ့နိုင်ငံတကာခရီးသွားတွေရဲ့မျက်စိချခြင်းကိုအလိုလျောက်ခံရပါတယ်ရှင်။တနည်းအားဖြင့်မာကတ်တင်းအတွက်ပတ်စံအများကြီးသုံးစရာမလိုတော့ဘူးပေါ့ရှင်။အစားအသောက်အရည်တွင်းနဲ့ဝန်ဆောင်မှုအတွက်ဈေးနှုန်းကိုပုံမမြင့်မားစွာသတ်မှတ်နိုင်ပါတယ်ရှင်။စားသုံးသူတွေရဲ့အမြင်ဘက်ကလည်းအစ်စ်မီရှယ်လင်ဖြစ်တဲ့အတွက်ပေးရတဲ့ဈေးနဲ့တန်တယ်လို့ခံယူပြီးသားဖြစ်သွားစေပါတယ်ရှင်။အဲ့ဒီအပြင်နိုင်ငံတကာကတော်ပါတယ်ဆိုတဲ့စဖို့မှုငယ်တွေဇပွဲထိုးတွေနဲ့ဝန်ထမ်းတွေဟာမီရှယ်လင်ဆိုင်မှာအလုပ်လုပ်ရတာကိုဂုဏ်ယူတဲ့အတွက်ဆိုင်အနေနဲ့အကောင်းဆုံးလူဆွမ်းအားအရင်းမြစ်တွေကိုလွယ်လင့်တကူရွေးချယ်ခံထားနိုင်ပါတယ်ရှင်။စဖို့မှုတယောက်အတွက်ကတော့မီရှယ်လင်စတာဟာဘဝရဲ့အမြင့်ဆုံးအောင်မြင်မှုပတ်တိုင်ဖြစ်ပြီးအကျိုးကျေးဇူးတွေကနှစ်ရှည်လများတိုင်ရယူပိုင်ဆိုင်သွားပါတယ်ရှင်။မိဖို့ကြောင့်လည်းကတာမန်စဖို့မှုတယောက်ဘဝကနေကဘာကတည်ရဲ့ celebration အဖြစ်ချက်ချင်းရောက်ရှိသွားပါတယ်ရှင်။အင်တာဗျူးတွေမဂ္ဂဇင်းမျက်နှာဖုံးတွေမှာပါဝင်လာရပါတယ်ရှင်။တိတာတိုးတက်လာတဲ့လစာအပြင်တခြားသောဝင်ငွေရလမ်းကြောင်းတွေပွင့်လာခဲ့ပါတယ်ရှင်။ဥပမာဟင်းချက်စာအုပ်တွေရေးသားထုတ်ဝေခွင့်ရခြင်းရုပ်တံဟင်းချက်ပြိုင်ပွဲတွေမှာဒိုင်လူကြီးအဖြစ်ဖိတ်ကြားခံရခြင်း brand ambassador အဖြစ်ကုမ္ပဏီကြီးတွေကကန့်လန့်ခံရခြင်းအစရှိတဲ့အခွင့်အလမ်းတွေပိုင်ဆိုင်လာခဲ့ရပါတယ်ရှင်။စဖို့မှုကိုယ်တိုင်ကပ္ပအဆင့်မီတူအဖြစ်အတိမတ်ပြုခံရတာကြောင့်အတိုင်းအဆမရှိဂုံယူမှုစူးစမ်းခဲ့တဲ့မြအရာထင်သွားပြီဆိုတဲ့စိတ်ကျေနပ်မှုကိုကပ္ပအကောင်းဆုံးတွေကတယောက်ဖြစ်သွားပြီဆိုတဲ့ယုံကြည်မှုစတဲ့ခံစားမှုတွေကပီတိဖြစ်စရာတွေနဲ့အတူနောက်အပိုင်းတွေမှာစဖို့မှုတယောက်ရဲ့မီရှယ်လင်စတာကလာတဲ့ဖိအားတွေကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာစောင့်မျှော်ရင်းသိချင်တာလေးရှင်လဲကွန်မန့်မှာရေးပေးခဲ့ကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်